immortal တာဟုဆိုသည်မှာထာဝရတည်ရှိတော်လဲ immortal များအားရှာရအလွန်ခက်ခဲပေသည်လီနီဖန်သည်တေမျိုးကဘာမှချင့်ချံခြင်းကဘာစီသို့ကူးပြောင်းရောက်ရှိလာလေသည်ထို့သောသူထံချင့်ချံရန်မျှော်လင့်ချက်မရှိကြောင်းတည်ပြီးသည့်အနောက်တွင်တော့ငြိမ်ငြိမ်ချမ်းချမ်းသာနေထိုင်သွားရန်ဆန္ဒရှိတော်သည်တို့ပညာလေသူမွေးစားခဲ့တဲ့ခွေးတစ်ကောင်ကသူ၏ပကြီးကပြားတွေမြင်ပြီးနောက်နတ်ဆိုးပရင်မျိုးဆက်ဖြစ်လာကဘာတစ်ခုလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိခဲ့သည်သူ့အိမ်အနောက်တွင်စိုက်ပျိုးထားသည့်တစ်ပင်ကသူ၏ဂီတတန်စင်များကိုနားထောင်ခဲ့ပြီးကဘာတစ်ပင်အဖြစ်ကြီးထွားလာခဲ့ကကောင်းကင်နှင့်မြေပြင်ကြားတရားတစ်စီဖြစ်တည်သည်လမ်း၌တွေ့ပြီးသူညံအလေးပွင့်စေခဲ့တဲ့ခရီးသွားကမျိုးဆက်တစ်ခုလုံးဥဆောင်နိုင်သော immortal သူတော်စင်ဖြစ်လာသည်ထပ်ပေါင်းပြောရမည်ဆိုတော့သူထံကြုံကြိုက်တုံးစစ်တုရင်ပညာပကြီးပညာသင်ကြားနေသည့်တယောက်က immortal လောကမှာစစ်တုရင်သူတော်စင်ကြီးတယောက်ဖြစ်နေသလိုညာတိုင်းလိုသူဤဂီတတန်စင်လာရောက်နားဆင်နေတဲ့မိမလလေးသည်လည်း immortal လောကဤနံပါတ်1အလှဆုံးမိန်းကလေးဖြစ်နေပြန်သည်ကျုပ်ကဆရာကြီးအခန်း1စနစ်နှင့်လမ်းခွဲခြင်းစမ်းသပ်မှုများအရာကြင်ကြံသူမှာယခုတွင်ပြည့်ပြည့်စုံနေပြီဖြစ်တဲ့အတွက်စနစ်မှထပ်မံတင်ကြားရန်မရှိတော့ပါထို့ကြောင့်စနစ်ဖြုတ်သိမ်းပါတယ်တုံ့ဆက်ခဲ့ပါတယ်ဆက်ရဲနေရအလားစကားတန်တစ်ခုမှသူ့အားတုံလုသွားစေသည်ထို့နောက်သူကလှမ်းတားလိုက်သည်ချီးရဲမှာပဲဘလို့မသွားပါနဲ့ဟာဒီနေဖန်ကလှမ်းကအော်ဟစ်ပြစ်လိုက်သည်ငါဘယ်နေရာမှာပြည့်စုံနေလို့လဲနောက်ထပ်ပြီးလှည့်ကွက်နည်းနည်းလောက်တင်ပေးသွားလို့မရဘူးလားအ ਨੇ ဆုံးတော့ငါ့ကို immortal ဖြစ်အောင်တင်ပေးသွားမှာပေါ့တောက်ချီးစနစ်ဘယ်ရောက်သွားတော့စနစ်မှာဘာမှပြန်လဲတုံ့ပြန်ခြင်းမရှိချေမင်းတကယ်သွားပြီလားအ ਨੇ ဆုံးတော့ငါလာခဲ့တဲ့နေရာကိုပြန်ပို့ပေးခဲ့တယ်မင်းခေါ်တော့ခေါ်လာခဲ့ပြီးတော့အခုမှငါတယောက်တည်းထားသွားရလားဟိကစနစ်လီနေဖန်လီရဲတို့ကြီးကအော်ဟစ်နေတော့လေအဖြစ်တစ်ခုမှမလာခဲ့ချင်းချီးရဲမှာပဲတောက်ခွေးစနစ်နောက်ဆုံးတွင်ကုကေရမဲစွာဖြင့်စနစ်အားအော်ဆဲလိုက်တော့သည်လွန်ခဲ့သည့်9နှစ်ခန့်တွင်လီနေဖန်သည်ဤနေရာသို့ကူးပြောင်းခံခဲ့ရပြီးရည်စရာကောင်းသောအတန်ရှိသည့်တကိုးရှင်စနစ်ဟူသောစနစ်တစ်ခုပါလာခဲ့သည်အစတွင်လီနေဖန်မှာ immortal ကျင့်ကြံခြင်းပညာရပ်များတင်ရလိမ့်မည်ဟုယုံကြည်ခဲ့လေသည်သို့တော်ညာလည်းစနစ်မှာအသုံးမဝင်သည့်ဘာသာစကားအတွက်အချက်စေးပညာရုပ်ခန္ဓာပညာကြပြစာပေရေးသားခြင်းပကြီးဆွဲခြင်းတို့သာသင်ကြားပေးခဲ့သည်လီနေဖန်မှာရွေးချယ်စရာမရှိ၍၎င်းတို့အားသင်ယူခဲ့ရ၏နောက်ဆုံးတွင်စနစ်မှကန့်လန့်သည့်ထိုပညာရဲ့အားလုံးကိုအဆုံးစွန်အထိသင်ကြားတတ်မြောက်ခဲ့သည်အပြန်အလှန်အနေဖြင့်ကြပြသူတော်စင်အမှုပညာသူတော်စင်စစ်တူရင်သူတော်စင်ဘိတုကာသူတော်စင်စသည့်ခမိုက်မိုက်ဘွဲအမည်များသာရရှိခဲ့၏ထို့နောက်စနစ်မှလမ်းခွဲသွားခဲ့သည်ကောင်းလေပြီတာမန်လူသားကဘာတွေထိုပညာရက်များမှာအလွန်အသုံးဝင်ပြီးမှသိကြသည်သို့သောယခု၌သူကမတိမျိုးတို့နေထိုင်သည့်အခြားကဘာတို့ရောက်နေပြီမဟုတ်လားထိုပညာရက်များမှာအကူအညီပေးနိုင်ဖို့မရခြင်းကောင်းကင်ထက်တွင်တခါတရံဖြတ်တန်းသွားလာကြသည့်ကြင်ကြံသူများရှိပြီးလူသားလက်လက်ဆက်ဆက်စားသုံးတတ်သည့်တားရဲများလည်းရှိသည်ဟုကောလာဟာလာတို့ရှိသည်ထိုအတတ်ပညာများကဒီကဘာတွင်သူ့အားအသက်ရှင်နိုင်ရန်ညီတို့ကူညီနိုင်ပါမည်နီထို့မဟုတ်တားရဲများအားသွားပြီးတရားဟောနေရမည်လောသူအတော်လေးစိတ်ပြတ်ရသည်ရင်းအေးသည့်လျှို့ဝှက်တောင်ပေါ်တွင်တကိုယ်ရည်နေထိုင်လိုကမတိမျိုးတို့ဤတိုက်ပွဲအားကြောက်ရွံ့တော့လေကောင်းကင်ထက်တွင်မတိမျိုးပြားကဲ့သို့ပြန်တန်းလိုပေသည်ထို့သောဖြစ်ရန်လဲအစဉ်အမြဲမျှော်လင့်ခဲ့ရ၏တို့ပင်ညာလဲစနစ်မှာသူ့အားဘာတစ်ခုမှတင်ပေးခြင်းမရှိခြင်းအသုံးမကျသည့်အရာများတင်ပေးထားခဲ့ပြီးနောက်မြူကိုအလားပြောက်ဝဲသွားသည်တောက်တုံးမချလိုက်တဲ့စနစ်ဆုံးပြောရမည်ဆိုလျင်လေလီနေဖန်သည်လဲစနစ်အားအပြည့်အဝအားမကိုချေဤကဘာသို့ရောက်လာစေကြတဲ့ကမတိမျိုးဖြစ်ရန်သို့မဟုတ်မတိမျိုးများထံမှဓာတ်ရိုက်တင်ကြားနိုင်ရန်ကြိုးပမ်းခဲ့သည်သို့သောသူထံ၌စိတ်ဝိညာဉ်ရေတောက်မည်မရှိချေ၎င်းမှာတစ်သက်လုံးတိမျိုးဘဝနှင့်သာအယိုးထုတ်သွားမည်ဟုဆိုလိုလိုက်ခြင်းဖြစ်သည်တခင်နေ့လည်စာစားချိန်ရောက်ပါပြီရုပ်သေးတရုပ်မှအခန်းထဲမှထွက်လာပြီးလီနေဖန်အားနေ့လည်စာစားရန်လာရောက်ခေါ်ဆိုသည်ဒီနေဖန်ရိုးတက်တက်သာအပြေးပေးလိုက်၏သို့တော်လည်းလက်ရှိတွင်ဒီနေဖန်မှာနေလေစာစားခြင်းစိတ်မရှိခြင်းထိုဆက်ရုပ်သေးမှာရုပ်ခန္ဓာနည်းပညာဥပဒေများအဆုံးစွန်တက်မြောက်ပြီးနောက်ဆုလက်တစ်ခုအဖြစ်စနစ်မှရရှိခဲ့ခြင်းဖြစ်သည်အစတွင်ထိုကဲ့သို့ရုပ်သေးအစီကံရရှိထားခြင်းမှာအလွန်လန်းလာသည်ဟုထင်ခဲ့သည်အချိန်ကြာလာခဲ့သောထိုရုပ်သေးမှာကြည်ကြံခြင်းလောကမှာရုပ်တကောင်များသာအသုံးဝင်ကြောင်းသူနားလည်လိုက်ရသည်လီနေဖန်မှာဘိတုကာပညာရပ်များစွာလေ့လာခဲ့ပြီးသူ၏အိမ်အဆောင်များကိုမြစ်အပေါ်တွင်ဖျက်ရှောက်နိုင်သည့်တရားငယ်များဖြင့်ဆိတ်ဆက်ထားလိုက်သည်
ဒါအပြင်တောင်တန်းအမြင့်တွေတည်ရှိခြင်းကြောင့်နတ်ဘုံတစ်ခုအလားခမ်းနားလာလေသည်ထိုဘိတုကပညာနှင့်ထူးခြားစွာဆောက်လုပ်ထားသောအိမ်လေးအားဘိတုကပညာရဲ့များ၌ကျွမ်းကျင်သွားသည့်အခါရလာခဲ့ခြင်းဖြစ်သည်သူ၏နေစဉ်ဘဝအားစနစ်မှတည်ယူခိုင်းသည့်အရာများနှင့်တာဝန်များအားဆောင်ရွက်ခြင်းဆုလက်များအားရယူခြင်းဖြစ်သာကုန်ဆုံးခဲ့သည်ဒါအပြင်သူနေစဉ်စားသုံးရန်အသီးအပင်များစိုက်ပျိုးခဲ့ခြင်းကြောင့်လည်းလေယာသူတော်စင်ဟုသောခုံပုတ်အားစနစ်မှပေးခဲ့သေးသည်ထို့ကြောင့်လူအများနှင့်ဝေးကွာသည့်နေရာတွင်တည်တံ့နေခဲ့လေပင်သူ့အတွက်အားလုံးလုံလောက်ခဲ့ပြီးဖြစ်သည်အစိုးရအကောင်းလို့ပဲခေါ်ရမလားပဲတာမန်တင်မျိုးအဖြစ်တစ်သက်လုံးနေရရင်တော့သိပ်ပြီးမဆိုးဝါးတော့ပါဘူးအနည်းဆုံးတော့လက်ဆက်တဲ့လီနဲ့မြေဝင်းကောင်းကောင်းကိုကြည့်နေရသေးတာပဲငါနေခဲ့တဲ့တင်မျိုးတော့ကလည်းရှိရင်တော့တော်တော်လေးကိုကောင်းနေပါပြီဘာပဲဖြစ်ဖြစ်ဖိအားလည်းမရှိဘူးအလုပ်လည်းမရှိဘူးနီနေဖန်ကိုတွေးနေမိလိုက်သည်လိုအပ်ချက်တစ်ခုတော့ရှိပေသည်၎င်းမှာချစ်သူရည်စားပင်ဖြစ်သည်ဒီလိုလက်သေးမျိုးအင်မော်တယ်ကဘာမှာလက်သမီးလိုလှပတဲ့အင်မော်တယ်အမျိုးသမီးလေးတွေရှိနေမှာပဲထားလိုက်ပါသူတို့ကငါလိုတင်မျိုးကိုလိုချင်နေမှမဟုတ်ပဲသူခေါင်းခါရမ်းလိုက်ကနေဘက်အိမ်မက်မတ်နေခြင်းမှယုံထားလိုက်သည်ဘလက်ကီနေလေစားမယ်သူခြံဝင်းထောင်းတနေရာအားကြည့်အကအော်လိုက်သည်အနက်ရောင်အစင်းရှိသည့်ရှာတစ်လစ်နှင့်ခွေးလေးမှာအပြေးအလွှာရောက်လာသည်သူကတစ်ချိန်လုံးစောင့်နေသည့်အလားလီနေဖန်အားကြည့်၏မင်းကတကယ်အစားပုံလေးပဲလီနေဖန်မှာခွေးလေးအားအစာကျွေးနေရင်နှင့်ပြုံးရယ်ကစကားဆိုသည်လွန်ခဲ့သည့်တစ်နှစ်ခန့်ကလီနေဖန်ကဘလက်ကီအားတွေ့စဉ်ထိုအကောင်လေးမှာတေလူမျိုးပါစားလောင်နေသည်ထို့ကြောင့်ဘလက်ကီအားခေါ်မွေးရန်ဆုံးဖြတ်ခဲ့ပြီးတစ်နှစ်လုံးလုံးစောင့်ရှောက်ခဲ့သည်ထိုအကောင်လေးမှာတော်တော်လေးနာခံမှုရှိကြောင်းသူသိခဲ့၏သူစာပေကြပြဂီတတို့တည်ယူနေစဉ်တွင်လည်းဘလက်ကီလေးမှာငြိမ်သက်စွာဖြင့်ထိုင်ဆောင်နေလေးရှိသည်တကယ်ပင်အီမော်တယ်ကဘာမှာခွေးတကောင်မင်းလေးထူးခြားလာပေသည်ထိုအချိန်တိုင်းမိမပြိုလေးနှစ်ဦးမှာထောင်ချီမှရှောက်လန်းကတက်လာလေသည်ထိုအထဲမှတယောက်မှာအဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီးသူမ၏လှပသေးငယ်သောမျက်နှာထက်တွင်နှကန်းလေးမှာစိတ်ကောက်ဟန်ဖြင့်ဆူထွက်နေသည်ထိုမိမလလေးမှာတနည်းတစ်ဖုံမပျော်ရွှင်နေကြောင်းသိသာလာ၏သူမကဒေါသတကြီးရှောက်လန်းနေကခါးသီးစွာဖြင့်ရေရွတ်နေလေသည်ခမီးတော့မကောင်းတော်တော်လေးကိုတုံးအားတယ်ဒီလောက်ဆက်ဆုပ်စရာကောင်းတဲ့သူကလက်ထပ်ပွဲကမ်းလှမ်းတာဘာလို့စဉ်းစားနေသေးရလဲခွင့်မလို့နိုင်စရာပဲသူမ၏အနောက်တွင်အစိမ်းရောင်ဝတ်စုံနှင့်အစေခံမလေးမှာတွန့်ဆုပ်စွာဖြင့်လိုက်ပါလာလေသည်မိသမီးဒီလူတွေမပြောပါနဲ့တကယ်လို့တရုတ်ရုပ်ကြားသွားရင်ကျမတို့အသက်ခံနေရမယ်သူမ၏မျက်နှာမှာကြောက်ရွံ့မှုဖြင့်ဖြူဖြောနေပြီးတုံရည်စွာပြောလာသည်ငါဒုမှုလီနေအောင်လက်ထပ်ပွဲဖျက်သိမ်းခဲ့သေးရပဲဘာလို့ကြောက်မိရလို့ပါလဲမင်းသမီးလေးမှာဆက်ပြောလာသည်သူ့သဘောမတူရင်ငါတိတ်လိုက်ရုံပဲပေါ့ထိုစကားအားကြားသည်တွင်အစီကံမလေးမှာကြောက်ရွံ့စွာဖြင့်ထူထောက်ချလိုက်သည်မင်းသမီးလေးကျေးဇူးပြုပြီးဒီလိုမလုပ်ပါနဲ့လားကျမကိုမချောက်ပါနဲ့တော့တောက်ကျိုးနေငါစကားနဲ့ပဲပြောတာငါလည်းတကယ်မသိချင်သေးဘူးအဖြူအောင်ဝတ်စုံနဲ့မိန်းကလေးမှာမျက်စောင်းထိုးလိုက်ပြီးမကျေနပ်စွာပြောနေသည်တကယ်တော့ခမည်းတော်သားဒီလိုတွေဆက်လုပ်နေမယ်ဆိုရင်ငါလည်းထွက်ပြေးဖို့နေရာတစ်ခုခုရှာရုံပဲပေါ့ဒီတောကြီးလည်းမဆိုးပါဘူးလာနေစရာတစ်ခုခုရှာကြည့်ရအောင်တိတ်လောက်လန့်သွားတာပဲနောက်ဒီလိုမျိုးစကားတွေမပြောပါနဲ့လားအစီကံမလေးမှာရေတုံးစွာဖြင့်ရေမထားရလာသည်သူမပတ်ဝန်းကျင်အားလေးလာကြည့်သည်တွင်ကြောက်ရွံ့စွာဖြင့်ဇလေးပူသွား၏ဒီတောနတ်ထဲမှာလူသူလည်းမရှိဘူးစာလောင်နေတဲ့တားရည်တွေပဲရှိလိမ့်မယ်အတရေများလိုက်တာကျမတို့အိမ်ဝေးပြန်ရင်ကောင်းမလားတော်စံငါချီကအခုဖွဲ့စည်းလူနေပါဖြစ်နေပြီပြီးတော့ငါနောက်တစ်စီကိုလည်းအချိန်မရွေးချိုးဖြတ်နိုင်လေရဲ့ဘာကြောင့်တားရည်တွေကိုကြောက်နေရမှာလဲထိုစကားပြောပြီးနောက်တွင်မင်းသမီးလေးမှာစိတ်လှုပ်ရှားစွာဖြင့်တောင်ပေါ်ပြေးတက်သွားလေသည်မင်းသမီးစောင့်မအောင်တယောက်ပြေးတယောက်လိုက်နှင့်မကြခင်တွင်ရှေးကြဟန်ရသောဘိသုကပညာရပ်များဖြင့်ဆောက်လုပ်ထားသည့်အိမ်တစ်ခုမှာသူတို့၏မြေခွေးထဲပေါ်လာခဲ့လေသည်၎င်းအပြင်တွင်ခြုံတွေများစွာရှိတော်လဲကောင်းကင်နှင့်ရေနှိပ်တိမ်ဆိုင်တို့ကြားတွင်ရှိနေပုံမှာအလွန်ခမ်းနားလှပေသည်အစေခံလေးမှာထိုနေရာလေးအားကြည့်ပြီးမျက်လုံးတို့ပြူးကျဲသွားခဲ့သည်ဒီလိုနေရာမျိုးမှာတယောက်ယောက်နေရလားဒီလိုမျိုးထူးခြားတဲ့ဘိသုကပညာဘဝရဲ့အထိပ္ပယ်ကိုဖော်ကျူးထားသလိုမျိုးထူးခြားလာပါလားမင်းသမီးလေးမှာသူမအရှိရှိအိမ်အားကြည့်ကအံ့အားသင့်နေမိသည်၎င်းမှာသူမမြင်မှုခဲ့သမျှတွေမှာအလိုထူးခြားကကွဲထွက်နေပေသည်
သူမနေခဲ့သည့်နန်းတော်ကဲ့သို့မခမ်းနားတော့လဲဘိတုကာပညာရက်တို့မှာထူးခြားသည့်အငွေအသက်တို့ခံစားရသည်၎င်းမှာပတ်ဝန်းကျင်ရှုခင်းနဲ့အလွန်လိုက်ဖက်ညီပြီးရင်သက်ရှုမောပွဲကောင်းလာသည်ငါမှားသွားတယ်ဒီအိမ်ကနန်းတော်တွေတော့မကွာဘူးဒီနေရာမှာပညာရှင်ကြီးတယောက်ကတူတူတိတ်တိတ်လာနေရလားမင်းသမီးလေးမှတွေးလိုက်သည်ထို့နောက်သူမမျက်လုံးတို့ပုတ်တက်ကစိတ်လှုပ်ရှားစွာဖြင့်လာသွားကြည့်ကြည့်အောင်ပြီးတော့ငါ့ကိုမင်းသမီးလို့မခေါ်နဲ့မင်းကလေးလို့ပဲခေါ်တော့အစီကံမလေးမှစိတ်ပူစွာဖြင့်အနောက်မှနေပြောသည်မင်းသမီးသတိထားတော့မင်းသမီးလေးမှခြံရှိသို့သွား၍ပတ်ဝန်းကျင်အားတန်တရားကြီးစွာလေ့လာလိုက်သည်ထိုနေရာတွင်အတီးအရွက်ဥယျာဉ်ငယ်တစ်ခုအနက်ရောင်ကလထိုင်တစ်လုံးနှင့်ကြောက်ထိုင်ကုန်၄ခုပါသည့်ကြောက်စပွဲတစ်ခုသာရှိနေလေသည်